တချင်းလားဆိုတာလည်းမိမခိုးလာလားတချင်းလားဆိုတာလည်းမိမခိုးလာလားငါ့ကိုပြောတာမအေးရယူလာခိုင်းလို့လေကြည့်ဒီမှာကြည့်ဘာလဲပတ်စံနေလားအော်တိဝါကြီးပတ်စံနေပဲတွေသွားတွေရောင်းပြီးတော့သိန်းကိုဒီမှာဘယ်နှထောင်ထည့်လာလဲစီတီထုတ်ဖို့တိုင်းပါလေတိုင်းကြည့်ကြအောင်ချင်းအပုတ်40ကျော်တဲ့အပုတ်40ကျော်ဒီမှာအပုတ်40ကျော်50ငါပြောတော့နည်းနေသေးတယ်ဒီမှာကြည့်တချင်းအပ်ပါတယ်အမနော်တချင်းအပ်ပါတယ်မအပုတ်50ကျော်လဲရှင်အမလေးမရဘူး no smoking no smoking no smoking နဲ့စလိမ့်မတောင်းနဲ့တောင်းရင်အတန်မရတော့ဘူးအတန်ဝင်လည်းခဏအောင်တာမကြည့်ပါအောင်ပုံ50ကျော်တချင်းပုံ50ကျော်အဖို့သိန်းပတ်နဲ့ထောင်ပါလာနေရောသိန်းပတ်နဲ့သိန်းတစ်ထောင်လောက်လည်းတော့မလောက်ဘူးလေသိန်း9000တစ်တောင်းမှရမှာမလေးကိုမြငါ့ညာကြတာပဲဒီမှာတော့ရနေပြီဒီမှာတော့ရမောင်လေးချက်ကိုအော်အဲ့ဒီပတ်စံတွေတော့ကုန်ပါပြီငါတို့တွေ့ရတယ်နောက်ပါဦးလေသူတို့ရမှာလားရှာသမျှကုန်တာလားဒီမှာကြည့်ချင်းပြည်နယ်အိနဲ့တဲလာတာပတ်စံအောင်လုံးဝနဲ့ပါအတွေးစင်နဲ့ဝိုင်းလာမှာဆိုလားအတွေးရှင်တွေချီးပြီးတော့လာလောက်တာလား